တရုတ်နိုင်ငံကတက်တန်းကုန်ဆုံးသွားတဲ့ပါမုံတွေခောက်ဆွဲတွေနဲ့အခြားမုံတွေကိုအခြားနည်းနဲ့ပြန်ပြီးတော့အသုံးပြုနေပါပြီ။ဒီလိုပြောလိုက်လို့ငါတို့မြန်မာနိုင်ငံကိုများတင်ပို့တော်မှာလားဆိုပြီးတော့မစိုးရိမ်လိုက်ပါနဲ့။ဒါဆိုရင်တော့တရုတ်နိုင်ငံကတက်တန်းကုန်ဆုံးသွားတဲ့မုံတွေကိုဘယ်လိုများပြန်ပြီးတော့သုံးနေလဲဆိုတာသိရအောင်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုသွားဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။အရင်ဆုံးစူပါမားကတ်တွေစတိုးဆိုင်တွေကနေတက်တန်းကုန်ဆုံးနေတဲ့မုံမျိုးမျိုးကိုစုဆောင်းပြီးတော့ကားအသီးသီးနဲ့စက်ရုံကိုလာရောက်ပို့ဆောင်ကြပါရစေ။စက်ရုံကိုရောက်တဲ့အခါမှာတော့မုံတွေအကုန်လုံးကိုရှောနှောလိုက်ပါရစေ။ပြီးရင်တော့မုံတွေကိုစက်သေးကိုထည့်ပြီးတော့အမှုပ်ဖြစ်ရရှိလာတဲ့အထိအစစ်စစ်ကျလိုက်ပါရစေ။အမှုပ်ဖြစ်ရရှိလာပြီဆိုရင်တော့တိတ်ချထုတ်ပို့ပြီးမွေးမြူရေးလုပ်ငန်းတွေစီကိုပြက်လက်ရောင်းချကြပါရစေ။ဟုတ်ပါပြီ။အခုလိုတက်တဲ့ကုန်ဆုံးနေတဲ့မုံတွေကရရှိလာတဲ့အမှုန့်တွေကိုငါးမွေးမြူရေးလုပ်ငန်းတွေဝက်မွေးမြူရေးလုပ်ငန်းတွေစတဲ့မွေးမြူရေးလုပ်ငန်းတွေကပြန်လည်ဝယ်ယူကြတာဖြစ်ပါတယ်။ပြီးရင်တော့တလိပ်ဆန်တွေကိုကျွေးမွေးကြတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါအပိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်။ဒီနေ့တော့အလောင်းနဲ့ပဲနှုတ်ဆက်ခဲ့